စစ်ကောင်စီဘက်ရက်တည်နေတဲ့တရုတ်အစိုးရရဲ့လုပ်ရက်တွေရက်တန်းကရက်ဖို့ American ပြည်ထောင်စု Washington DC တရုတ်တန်ယုံရှိမှာမြန်မာနယ်ဘွားတွေဆန္ဒပြခဲ့ကြပါတယ်။သုဒ္ဓချန္တာသတင်းပေးပို့ထားတာပါရှင်။ဒေသစံတော်ချိန်ဇွန်လ9ရက်နေ့ကတရုတ်အစိုးရရဲ့လုပ်ရက်တွေရက်တန်းကရက်ဖို့ American ပြည်ထောင်စုမြို့တော် Washington DC တရုတ်တန်ယုံရှိမှာမြန်မာနယ်ဘွားတွေဆန္ဒပြခဲ့ကြတာပါ။တရုတ်အစိုးရစံချိန်ရေးကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကိုပြည်ပရောက်မြန်မာတွေကကောင်းထည့်ဖော်နေတာဖြစ်ပြီးမြန်မာပြည်သူတွေရဲ့အခက်အခဲကိုနိုင်ငံတကာပြည်သူတွေပိုပြီးသိနိုင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ပြောရဲဖို့လိုတယ်။ကျွန်တော်တို့မပြောရဲဘူးမပြောဘူးဆိုရင်ဘယ်အတမ်းမှမထွက်ဘူးဆိုရင်တိတ်ဆိတ်နေခြင်းဟာသူတို့နဲ့သဘောတူညီမှုယူရတဲ့အတူတူပဲအဲ့တော့ကျွန်တော်တို့ကသိစိတ်မနေနိုင်ဘူးအဲ့တော့ကျွန်တော်လိုချင်တာကျွန်တော်တောင်းဆိုရဲ China ကိုလည်းအကောင်းဆုံးမိတ်ဆွေ border neighbor အနေနဲ့ကျွန်တော်တို့ဖြစ်စီခြင်းတယ်ကျွန်တော်တို့ပြည်သူတွေလိုချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်မြန်မာပြည်တွင်းမှာကျောင်းသားအရွယ်ကလေးငယ်တွေလေကြောင်းကနေပြစ်ခတ်တပ်ဖြတ်ခံရတာကိုတရုတ်ဖော်တင်ဆက်မှု performance အစီအစဉ်ကိုလည်းဆန္ဒပြသူတွေကထည့်သွင်းခဲ့ပြီးစစ်ကောင်စီရဲ့ကြမ်းကြုတ်မှုတွေကိုတရုတ်အစိုးရကလေးလျူမှုရှိဖို့တိုက်တွန်းပါတယ်။ကျွန်တော်ဒီမှာလည်းကျွန်တော်တရုတ်ငယ်ချင်းတွေအများကြီးရှိပါတယ်အဲ့လိုမျိုးသူတို့လည်းသူတို့အဲ့လိုမျိုးပြောပြရဲဆိုသူတို့နားလည်တယ်ဗျာသူတို့နိုင်ငံအဲ့လိုမျိုးဖြစ်တာဟုတ်ဆိုရင်အဲ့လိုသူတို့နိုင်ငံပြည်သူတွေတော့အဲ့လိုနားလည်တယ်ဆိုရင်ကျွန်တော်ပြောချင်တာဘာလို့government ကနားမလည်ရလဲပေါ့သူတို့ပြည်သူတွေရဲ့လူတွေပါသူတို့လူတွေပါနားလည်နိုင်တယ်ဆိုရင်သူတို့ဘာလို့နားမလည်နိုင်လဲကျွန်တော်ပြောချင်တာကျွန်တော်မေးချင်တဲ့ question ကအဲ့ကျွန်တော်သေချာလောက်အောင်ပါဘူးနော်။သမီးတို့လူငယ်တွေအနေနဲ့ like ကြောင်းတက်ချင်တယ်ပညာရေးလုပ်ချင်တယ်အပျော်ပါလဲလုပ်ချင်တယ်ဒါပေမဲ့ကိုယ့်နိုင်ငံမှာအခုလုပ်ပိုင်ခွင့်ဘာမှမရှိဘူးအကယ်လို့လုပ်တယ်ဆိုရင်တည်နိုင်တဲ့အခြေအနေဖြစ်နေတဲ့ပုံမှာအဲ့ဒါကိုမကျင်တတ်လို့ပါအခမ်းအနားအစီအစဉ်စတင်ကြောင်းကြေညာပါတယ်ခင်ဗျာတရုတ်အစိုးရဟာဆီယနာစတင်ခဲ့တဲ့2021ခုနှစ်မှာမှတ်ချက်တစုံတရာမပေးခဲ့သလိုပါဝင်ပတ်သက်မှုလည်းမလုပ်ခဲ့ပါဘူး။တိုင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအသာစီးရခဲ့တဲ့139ခုစစ်စင်ရေးနောက်ပိုင်းကာလမှာတော့စစ်ကောင်စီဘက်ကပေါ်ပေါ်ထင်ထင်ရပ်တည်လာပြီးမြန်မာပြည်မှာဆီယနာရှင်စနစ်ဆက်လက်တည်ရှိစေခြင်းနဲ့သူတို့ရဲ့သဘောထားကိုထုတ်ဖော်ခဲ့တာပါ။ကျွန်တော်တို့မျိုးသိမ်းတိုက်ပွဲတွေလုပ်နေတဲ့တိုင်းရင်းသားတွေကိုလိုက်ပြီးဒီလုပ်တယ် PR တွေပေးတယ်ဒါကြောင့်မို့ကျွန်တော်အဲ့ဒါတွေမလုပ်ဖို့ရှင်ချင်းမျိုးလာရောက်ပြီးတောင်းဆိုတာမဟုတ်ဘူးမင်းတို့လုပ်ရင်လို့မလုပ်ရင်ကတော့မောင်းထုတ်မယ်ဆိုတဲ့သဘောမျိုးနဲ့လာရောက်ပြီးမောင်းထုတ်တာတောထုတ်တာစကားစားနဲ့တရုတ်ကိုတောထုတ်တဲ့ပွဲပေါ့ဗျာအရင်တော့တောင်းဆိုတယ်တောင်းဆိုလို့မရတော့ချင်းကျွန်တော်တို့မှရှိတဲ့အင်အားတွေနဲ့ပြည်ပမှာရှိတဲ့ညီကိုမောင်နှမတွေပြည်နယ်သီးသီးလာကြတဲ့ညီကိုမောင်နှမတွေလည်းလာရောက်ပြီးတော့မောင်းထုတ်တဲ့ပွဲဆိုရင်မှန်ပါတယ်ခင်ဗျာတရုတ်ဆိုရဟာဒေါ်လာရေးအစုအဖွဲ့တွေတင်ယူထားတဲ့လာရှုမျိုးကိုစစ်ကောင်စီလက်ထဲပြန်လွှဲပေးခဲ့တာစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးတာမြန်မာပြည်တွင်းရေးသားမကအာဆီယံနိုင်ငံတွေအပေါ်မှာပါမြန်မာရေးနဲ့ပတ်သက်ပြီးသူတို့လိုသလိုပုံသွင်းနိုင်မှုဖိအားပေးလာတာစားတဲ့အချက်တွေကိုပေါ်ပေါ်ထင်ထင်ဆောင်ရွက်နေတာဖြစ်ပါတယ်တရုတ်ဆိုရဟာစစ်ကောင်စီကိုငွေကြေးနဲ့နည်းပညာထောက်ပံ့မှုတွေလည်းရှိနေတယ်လို့စစ်ကောင်ဆောင်တွေနဲ့အာဏာရှင်ဟောင်းတွေကိုတရုတ်နိုင်ငံစီဖိတ်ခေါ်ပြီး